တိုနာလီကိုခေါ်ယူဖို့ကမ်းလှမ်းမှုတစ်ခုကိုအသင့်ပြင်နေပြီဆိုတဲ့ United ကစားသမားတစ်တူကိုခေါ်ယူနိုင်တော့မဲ့ Arsenal စတဲ့အကြောင်းအရာတွေပါဝင်တဲ့နောက်ဆုံးညအပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment by Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကွင်းလယ်ပိုင်းကိုအကြီးကျယ်အားဖြည့်ဖို့ပြင်ဆင်နေတဲ့ Manchester United အကြောင်းနဲ့စလိုက်ရအောင်ပါအက်တလန်တာအသင်းရဲ့ကွင်းလယ်လူအီဒါဆန်ကိုခေါ်ယူပြီးတဲ့နောက်မှာ United အသင်းက Newcastle ရဲ့အီတလီကျယ်ပွင့် Sandro Tonali ကိုခေါ်ယူဖို့စတာလင်ပေါင်သန်း80ကနေသန်း80ကြားရှိကမ်းလှမ်းမှုတစ်ခုကိုအသင့်ပြင်နေပြီလို့သိရပါတယ်အာဆင်နယ်နဲ့မန်စီးတီးတို့ကတခြားကစားသမားတွေကိုဦးစားပေးနေချိန်မှာမန်ယူကတိုနာလီကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေတာပါဒါပေမဲ့နျူကာဆယ်ဘက်ကတော့ပေါင်သန်း100အောက်နဲ့မရောင်းချင်ဘူးလို့လည်းသိရပါတယ်ဆိုတော့မန်ယူအနေနဲ့တိုနာလီကိုရဖို့ဒီထက်ပိုပေးဖို့တော့လိုပါလိမ့်မယ်ဒါတင်မကသေးပါဘူးမန်ယူအတွက်ငွေဝင်မဲ့သတင်းတွေလည်းရှိပါသေးတယ်မာစီးအသင်းမှာရှေ့စွမ်းပြနေတဲ့မေဆန်ဂရင်းကိုတူရကီကလပ်ဖီနာဘာဂျီကခေါ်ယူဖို့ကစားသမားနဲ့ပုံကိုရေးရ၄နှစ်စာချုပ်သဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်မာစီးကဂရင်းဦးအတွက်ပေါင်49.5 သန်းတောင်းဆိုထားပြီးဒီအပြောင်းရွှေ့တာဖြစ်လာခဲ့ရင်မန်ယူအနေနဲ့40%အကျိုးအမြတ်ရဖို့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကစားသမားကိုမာဆေးအသင်းထံရောင်းချခဲ့စဉ်က 40% Seldon Clock ချုပ်ဆိုထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆက်လက်ပြီးလီဗာပူးအသင်းဘက်ကိုကြည့်အောင်ပါလီဗာပူးအသင်းကဒီနွေရာသီမှာအသင်းကနေထွက်ခွာတော့မဲ့မိုဟာမက်ဆာလက်ရဲ့နေရာကိုအစားထိုးဖို့အတွက် Leipzig အသင်းရဲ့19နှစ်အရွယ်တောင်ပန်ကစားသမားရန်ဒီယိုမန်နီကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်ကစားသမားကိုယ်တိုင်ကလည်းဆာလက်ရဲ့အရာအရာကိုစက္ကန့်ဖို့လီဗာပူးကိုပြောင်းရွှေ့ခြင်းပေမဲ့ Leipzig ဘက်ကယူရိုတန်း150အထိအလိုရှိနေတာကြောင့်ဈေးနှုန်းညှိနှိုင်းမှုတွေအပြင်းထန်ပြုလုပ်ရအောင်ပါတစ်ဖက်မှာလည်း Premier League Champion Arsenal အသင်းကသူတို့ရဲ့ပထမဆုံးနွေရာသီခေါ်ယူမှုအဖြစ် Leicester City အသင်းရဲ့အသက်16နှစ်အရွယ်ပါရမီရှင်တောင်ပန်ကစားသမားဂျာမီမွန်ဂါကိုပေါင်10တန်းကနေ15တန်းကြားနဲ့ခေါ်ယူဖို့နှိစက်နေပါပြီမိဘအာဒီတာကတိုက်စစ်အပိုင်းအတွက်ဗီတာယောဂရက်စ်ကိုဖိအားပေးနိုင်မဲ့တိုက်စစ်မှုတဦးနဲ့ဘဲတောင်မန်တဦးထပ်မံခေါ်ယူဖို့အဓိကပြစ်မှတ်ထားနေပါတယ်နောက်ဆုံးသတင်းအနေနဲ့ကတော့မန်ယူလီဗာပူးနဲ့ဘာစီလိုနာတို့ကစိတ်ဝင်စားနေပြီးမာလီမက်ဆီလို့တင်စားခြင်းခံထားရတဲ့အာဖရိကရဲ့အသက်16နှစ်အရွယ်ပါရမီရှင်လေးအဘူဘာကာမိုင်ဂါကိုခေါ်ယူဖို့ဥရောပရဲ့လက်ရှိချန်ပီယံ PSG အသင်းကလက်ရှိမှာရေပန်းအစားဆုံးဖြစ်နေပါတယ်ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ